ရေတွေးကောင်းလို့လူကြိုက်များနာမည်ကြီးတဲ့ကန်တာရီစုဆိုင်ကလေးနဲ့ဟောက်ကျင်လိုက်တာဝန်ထမ်းဆိုင်ကလေးဈေးကွက်ထဲကိုပြန်လည်ရောက်ရှိလာပါပြီအားလုံးမင်္ဂလာပါကျွန်တော်ကျော်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ကကတော့ကန်တာစီဆိုင်ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကကတော့အင်ဂျင်ပါဝါ1.5cc ပါခင်ဗျာကန်တာစီဆိုင်ဆိုင်ကတွေကနောက်26မိုဒယ်ကစပြီးစတီကာလေးတွေပြောင်းတော့တာတွေ့ရတယ်စတီကာပြောင်းပြီးတဲ့နောက်ပိုင်းမှာပို့ပြီးမှလူကြိုက်များလာတာပါဒီဆိုင်ကကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညမှာထိုက်ကျဆိုင်ကကတော့ကျွန်တော်ရှေ့အင်ထိုးမှာမိတ်ဆက်ပေးခဲ့တဲ့ကန်တာရုပ်ဆိုးဆိုင်ကပဲဖြစ်ပါတယ်ဒါကတော့ဒီအပိုင်းမှာဈေးကွက်တွေကိုတကြော့ပြန်လည်ဝင်ရောက်လာတာပါဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ်ဘယ်နည်းကီလို0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်ဆွေးနွေးရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညမှာထိုက်ကျဆိုင်ကတော့ဟောက်ကျင်လိုက်တာဝန်ထမ်းဆိုင်ကပဲဖြစ်ပါတယ်မှန်တိုင်းပြောရင်ဟောက်ကျင်လိုက်တာဝန်ထမ်းဆိုင်ကအရန်နဲ့ဝယ်စီးပြော်ထဲမှာပါပါတယ်ခင်ဗျာဘာလို့လဲဆိုရင်အင်ဂျင်ပါဝါ1cc မို့လို့စီစားနှုံးတက်တာတဲ့အပြင်ကာဘာတွေရဲ့ frame အချိုးအစားအစဒီဇိုင်းကလာတယ်ပို့ပြီးမှထထဝါဝါရှိတာကိုတွေ့ရပါတယ်ကာဘာသားတွေနဲ့ကာဘာစီးသားတွေအစအည်တွေးပူကောင်းတာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မလို့ရွေးချယ်မယ်ဆိုရင်မမားတဲ့ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ်ဘယ်နည်းကီလို0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်ဆွေးနွေးရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ740ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှင်းတဲ့မှာရှိနေတဲ့ဆိုင်ကတော့ CPN ဆိုင်ရာဝန်ထမ်းဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့ CPN ကုမ္ပဏီကနေအင်ဂျင်အာမခံ3နှစ်တိတိပေးထားတာပါခင်ဗျာဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ်ဘယ်နည်းကီလို0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်ဆွေးနွေးရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ42သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညမှာဒိတ်ကျဆိုင်ကတော့ရာဇာဆိုင်ကလုံးဝန်ထမ်းဆိုင်ကပဲဖြစ်ပါတယ်အင်ဂျင်ပါဝါ1cc နဲ့ပါခင်ဗျာဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ်ဘယ်နည်းကီလို0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်ဆွေးနွေးရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ42သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီဆိုင်တွေကိုဘယ်မှာဝယ်လို့ရမလဲဆိုရင်တော့မန္တလေးမြို့ရန်ကုန်မန္တလေးလမ်းဟောင်းစတော်ပြအနောက်မဟုတ်အနီးမြင့်ငယ်တိုးဂိတ်မရောက်ခင်မှာဖွင့်လှစ်ပေးထားတဲ့အာမန်ဆိုင်ကရှိုးရုံးမှာစတင်ဝယ်ယူအားပေးလို့ရနေပါခင်ဗျာအာမန်ဆိုင်ကရှိုးရုံးမှာဆိုရင်နာမည်ကြီး brand တွေဖြစ်တဲ့ကမ်မိုကန်နာဒိုင်ယန်ဇောင်ကျန်း CPN အစရှိတဲ့နာမည်ကြီး brand တွေကဆိုင်ကယ်မျိုးစားအစုံလင်ကိုတနေရာထဲမှာစိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်ဆိုင်ကယ်တန်မှုရဲ့ကနေဦး40ရာခိုင်နှုန်းပေးသွင်းပြီးမှလည်းတစ်နှစ်နဲ့စသဖြင့်အရေးကြစနစ်နဲ့ဝယ်ယူအားပေးလို့ရနေပါခင်ဗျာကျွန်တော်မိုတိုနီရဲ့ဆိုင်ချစ်သူမိတ်ဆွေတွေထဲမှာပေးရတဲ့ဒေတာနဲ့တန်တဲ့ quality ကောင်းတဲ့တရုတ်ဆိုင်ကယ်တွေကိုတနေရာထဲမှာအစုံလင်နဲ့ဈေးချူချူနဲ့ကြည့်ရှုဝယ်ယူကြပါလားအဲ့ဒါဆိုရင်တော့မန္တလေးမြို့ရန်ကုန်မန္တလေးလမ်းဟောင်းစတော်ပြအနောက်မဟုတ်နီးမြင့်ငယ်တိုးဂိတ်မရောက်ခင်မှာဖွင့်လှစ်ပေးထားတဲ့အာမန်ဆိုင်ကယ်ရှိုးရုံးရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပါစေခင်ဗျာ